ခိုင်တဲမော်ဒီခိုက်တယ်ဒီတဲမော်ဒီအခင်းလာကိုကျောင်းပါခွန်အဖော်တဲမော်ဒီထောင်ခိုင်းရီရှာရိုးခိုင်တဲမော်ဤအခရီးခဲမူသဘောထားတော်လည်းခင်ယူရှာအမျိုးသားရေးတာဝန်ကြီးကိုရေဖော်ရေးနေအပေါင်းဟာပုံမလီနာဆိုခင်ယူတဲလာပုံနဲ့တော်လည်းခင်ယူရှာကြီးကိုပုံမတော်မှာခိုင်မာလာအောင်နောက်တော်ပြီးဖို့တွေထားရှိတယ်။ဒါတစ်ဖက်မှာမိမိတို့ရခိုင်လူထုကိုတော်လည်းအမျိုးသားရေးနှုတ်ကဖို့တော့တဲနှဲနှုတ်ဆော်ပြီးတာလေတော့တယ်။ရေဘော်တို့အားလုံးသိရတဲ့အတိုင်းမတို့ရခိုင်ပြည်ကြီးရဲ့အမနာတော့ရင်သူနှစ်ယောက်တန်းမှာကျဲပြီးအကျဲလေးဘုံလုံးနဲ့ဒုက္ခရောက်နေသို့သောအမျိုးသားရဲ့အာကောင်ပေါင်းတယ်နဲ့တော်လည်းနလည်းမထူနိုင်ခိုင်းရတဲ့အဓိကလာတဲ့ခင်ဒီအသာတွေကလောက်ပြီးရှိရဲ့တိုက်စာပေါင်းပြီးဆောင်သမားကြီးမျိုးရှာများတာပုံဆွဲထားရဲ့နေရပွင့်ဒီကောင်ခိုက်တယ်ဒီအတော့ရဲ့လူကြီးကိုလည်းလွဲကြီးပိုင်တိုင်တွေလာကြတာကိုခိုက်တယ်၎င်းကြီးလူလည်းစာအုပ်ထဲမှာရှိနေတဲ့ post modern theory နဲ့တဲဘူးမဲဘူးရဲ့နိုင်ခါဒီမှာကျွန်တော်တို့ရဲ့ theory ဒီနဲ့အနာနဲ့စီတည်မကြရဲ့အတဲလွယ်နိုင်ငံရဲ့တာကြီးအောင်အစုခိုင်းလို့ရငါပြီးငါတဲ့ပို့ကိုဒီမောင်ရောအမျိုးသားရေးပြောဖို့ဒီဖိုက်စိတ်ဝင်ကိုယ်မှုအာကရုံဖန်တီးသူဒီဖိုင်လာနိုင်ဆိုတော့လေအထူးတတိထားဖို့လွယ်တယ်ဒီနေ့ရခိုင်လူမျိုးတွေညာမောက်တုံပြီးနေရတယ်အနိခါရဒီမိုကရေစီတော်ရင်ဒီ၎င်းတခါတော့အခွန်ရီလှုပ်ရှားမှုဒီ၎င်းမလို့တော့ပထမဦးစားပြီးမထိုင်နိုင်အမျိုးသားတော်တယ်တော့လက်မတော်ဝိသတွေရောအဓိကပဓာနာကြားတယ်လို့မှားတာလွယ်ရခိုင်ကျဲမော်ဒီရေသူလူထုတရဲလုံးနဲ့လာတွေ့ပြီးအခါအခင်းဇင်ခေါမှုအပေါင်းကိုဖဲကြော်ပြီးအောင်ပွေးမရရအောင်တိုက်ပွဲဝင်လာဖို့ဖိုက်တယ်ရခိုင်နိုင်ငံတော်ကြာဆုံးခါဆိုရယ်ရခိုင်ယဉ်ကျေးမှုဌာနကြာဆုံးခါလို့မဟုတ်ရခိုင်နိုင်ငံတော်ကြာဆုံးခါဆိုရယ်ရခိုင်ကျဲမာရဲ့ဌာနကြာဆုံးခါလို့မဟုတ်ငါတို့ရခိုင်နိုင်ငံတော်ကြီးကြာဆုံးခါဆိုရယ်ရခိုင်တဲမလို့ကြာဆုံးခါလို့ဖိုက်တယ်ကျွင်ဖိုင်းနေတဲ့လူမျိုးတစ်မျိုးတော့တော်နေတဲ့လူငယ်တော့ရေးပြီးလူငယ်မရှိကျူးကျော်ခင်ရတဲ့တိုင်းပြည်တွေတော့ထိုင်မှာတောင်းတောင်းမိရဲ့ဂတိတိုက်စားပြည့်တယ်တဲမလို့တဲကိုအချိန်မီပွေးစီတေထောင်ဖို့တော့ထားအရေးကြီးလုံငယ်မရှိဒီချောင်းဒီပေါ်လျောငရိုးရခိုင်လူမျိုးကြီးဒီတော်ရီဆုံးတဲ့အနာတဲ့တော့အာမနဲ့ရှာဖို့ဒီငယ်လေးကိုအကောက်စားပြီးတယ်ကိုယူတာလက်ထုတ်လို့ရအောင်သမားလေးရှိရမျိုးမှလေးရှိရတော်လည်းမျိုးဆိုင်နာမည်ခဲ့တယ်လုံငယ်ကရုံပိုင်းအခါပြုံလို့ဒီလေရခိုင်တော်လည်းထဲမှာတဲမိုးဒီပိုင်းဟောင်းဒီပိုင်းရောက်ပိုင်းတွေ့ကြလို့မွေးဖွားနေတယ်တော့တယ်လှုပ်ရှားနေတယ်အထူးသတိထားကြရဖို့ခိုင်းတယ်ငရိုးလေးတွေနဲ့အခါခီအများကြီးရင်းနေလေတော့ဒီလူငယ်ဆိုင်ကိုမလွဲမသွေဒီဆောက်အကောင့်တွေပေါ်လာကြဖို့ခိုင်းတယ်ညီငယ်ရဲ့လုပ်ငန်းတာဝန်အထာမနောက်အောင်မလာရဲပေါ့ငရိုးရခိုင်တဲ့မို့ဒီရေသူလူထုတရဲလုပ်ငန်းလူအမျိုးသားရဲ့အပေါ်မှာတာဝန်ခံမှုတာဝန်ယူမှုအပြေဝရှိဇာအပွေးစည်းနဲ့မဆိုလာတွေ့ပြီးလုတ်ကင်လာဖို့ဖိုက်တယ်အမျိုးသားရဲ့ရွှေခုံကြားနေတယ်အဖေကရုံဖော်နိုင်ဖို့လက်မလောက်နိုင်ဖို့တော့ရခိုင်တစ်မျိုးသားလုံးပါဝင်တယ်အမျိုးသားရဲ့လှုပ်ရှားမှုကြီးကို
ခေါ်ထုတ်ပြီးမိမိတို့လမ်းလောက်ဖို့ကိုရိုတိုင်းတွေကိုပြန်လေတိဆောက်ဖို့တော့အမျိုးသားလုံးနိုးကကနဲ့ပါဝင်လာအောင်ကိုယ်စားတိဆောက်လာဖို့ခိုင်းတယ်ဘော်တော့အခုလာရှိရခိုင်လူမျိုးများကြီးအခင်းနေလုံးဝအတင်းဆုံးမခံနိုင်တဲ့အနေအထားတစ်ခုခိုင်းတယ်အလွေတကူနဲ့ရန်သူထောင်လျှောက်တဲ့ကိုဝန်လာနိုင်ရတော့မိမိတို့မှာပြည်ပေါ်ရဲ့လဲဆိုင်မင်ကန်စနိုက်ကြတဲ့ဥဆောင်မှုရခိုင်တစ်မျိုးသားလုံးညီညွတ်စွာနဲ့လက်တွေဖို့တိုက်ပွဲဝင်လာခဲ့ဖို့လိုအပ်တယ်မိမိတို့ရောဆိုင်ရတဲ့အခါကြီးဒီသာသနာဒီအနာဂတ်စင်ပေါ်မှုဒီကိုဖရီရှော့နိုင်ဖို့တော့တစ်မျိုးသားလုံးလာဆွေးကန်ပူလာဖို့ရာခိတာလဲဆိုင်ကိုပြည်ပေါ်စွာရှာမဲနိုင်ဖို့လိုအပ်တယ်ယောလွယ်ရှာလီကိုပြည့်စည်နိုင်ဖို့တော့မကရာခွန်ရပိုင်တော့မှာကြောက်ဘူးမျိုးမှညီလာခံကြောင်းပါဖို့ရှိရရခိုင်မျိုးသားညီလာခံအားအဘရေဝါထောက်ခံကြောင်းပရိုဂရမ်လိုရယ်ညီလာခံအားရှာမဲလာဖို့အမျိုးသားရဲ့မဟာဗျူဟာနီးဗျူဟာဒီဆုံးဖြတ်ရှာဒီလုံငယ်ဆိုင်ကြီးကိုပေါ်ဆောင်ရရှိပါလေရခိုင်တဲမလို့အနေနဲ့မိမိတို့နဲ့သားဆိုင်ရဲ့ဂန္ဓာတိုင်းမှာတာကရိုးစော်နဲ့အောင်တော်စော်တာဝန်ကိုကြီးပွင့်စော်ထင်းဆောင်လာဖို့လို့တန်ဒိဋ္ဌံရှာထားတယ်။ရောတော့အမျိုးသားညီလာခံအထာမြောက်အောင်တော်ရဲ့တော့အဖားဖားကဝိုင်းဝန်းပြီးဆောင်တော်လာဖို့ဖိုက်တယ်။ဒီနေ့မြန်မာနိုင်ငံရဲ့အခင်းမှာလေတော့နိုင်ငံရဲ့အပြောင်းအလဲကြီးလုံးရည်ဆိုတော့ငါလေဒေရှာမှုမင်းတော့မဲဆာခါတော့ဇုံတရာအကောင့်ကြီးလာဆုပ်လာတိုင်းမကားနိုင်တော့ပြောင်းလဲမှုတည်ရဖိုက်တယ်ဒီကားထဲမှာမိမိတို့ရခိုင်ပြည်သူပြည်နဲ့ရခိုင်တဲမလို့အနေနဲ့တော့လည်းကောင်းကလူတော်ပြောဆောင်မှုကြီးပြုလုပ်ထားပြီးတတိဂရီနဲ့တဲလန်ထားဖို့လိုရတယ်အထူးရောအခေါ်ရည်ဒီနောက်ကိုလိုင်းရောရန်သူထောင်ဆောက်တဲ့ကိုဝန်မင်းစီဖို့ထဲလောင်းပြီးတတိပြီးလိုရယ်ဒီငုံချုပ်အနေနဲ့ပေါ်လို့တော့အကောက်အမျိုးမျိုးတော့ဇာတိမီကိုစလန်ခေါ်လာတော့နေကြရတယ်ရခိုင်လူမျိုးကြီးအဖားရခိုင်တွေကိုပြန်လာနိုင်ရတော့ကရိုးစားဆောင်ရောကဲဖို့နဲ့အမျိုးသားရဲ့တတိကိုလာမလဲကဲစီဖို့အာထုတ်ကဲစီဖို့လိုရယ်ညီငယ်တွေကိုတင်ဆောက်ဆောင်မှလေတော့အတိတ်ကာလကရာရှိပြီးသားပေါင်ခဲတာဒီကိုတတိလာမလဲကဲစီဖို့တိုက်တွန်းလိုရယ်လူစီကြိုက်လိုက်ခိုင်မာမှုနဲ့အမင်းနာခံမှုအကောင်သောတော်လည်းတိုက်စာပြေဝသောရခိုင်အမျိုးသားတဲမတော်ဖိုက်ဒီပရွန်လောပေါ်ပေါက်လာဖို့ကရိုးစားတိဆော်ရဖို့ဖိုက်တယ်လာနာကန်တဲပွဲအသီးသီးကိုပရန်ကရွန်ပြီးရောက်ရှိလာခဲ့တယ်ရခိုင်ဆိုင်ရဲ့အားလုံးကိုလည်းမိမိတို့ရခိုင်တဲမတော်နဲ့အတူတပေါင်းတွေတစီတွေအဖားရခိုင်တွေတော့တိုက်ပွဲဝင်နိုင်ရဖို့တော့ကရိုးစားတိဆောက်ခဲ့တာရာဖို့ခိုက်တယ်ရခိုင်မျိုးသားညီလာခံအထာမတော်အောင်တော်ရဲ့ရာခိတာလဲဆိုင်ရှာမဲ့အကောင်တွေပေါ်ရဲအမျိုးသားညီငယ်ရဲ့လုံငယ်စီဒီကိုပေါ်ဆောင်ရတော့အားလုံးလာတွေ့ရှိတာတိုက်ပွဲဝင်ခဲ့ပါလို့ပြောကာရောဒီလိုဆိုရတယ်From the people, Roma, Papa, Roma,
I'll be